အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့မိမိ Facebook အကောင့်ထဲကတကယ်ရင်းတွေအကုန်လုံးကိုဘယ်နေ့ဘယ်ရက်ဘယ်လမိမိနဲ့တကယ်ရင်းဖြစ်ခဲ့လဲဆိုတာတွက်ကြည့်မှာဖြစ်ပါတယ်ကျွန်တော်တို့ Facebook ထဲဝင်လိုက်ပါမြင်းသုံးချောင်းနေရာလေးကိုနှိပ်ဝင်လိုက်ပါပြီးရင်ကျွန်တော်တို့ပေါ်က setting ဆိုတဲ့ဆက်သွားပုံစံလေးကိုဝင်လိုက်ပါပြီးရင်ကျွန်တော်တို့အပေါ်ကိုနည်းနည်းဆွဲတင်လိုက်ပါကျွန်တော်တို့ဒီမှာကျွန်တော်များတို့ပြရတဲ့ activity log ဆိုတဲ့နေရာလေးကိုနှိပ်ဝင်ပေးရပါမယ်ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ reference ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ဒီနှိပ်ကြည့်လိုက်ပါ reference ဆိုတဲ့နေရာလေးကိုကျွန်တော်ဝိုင်းပြထားတဲ့နေရာလေးကိုနှိပ်လိုက်ပါဒီနေရာမှာကျွန်တော်တို့မိမိနဲ့တင်ငယ်ချင်းစပင်လေးရဲ့စဖြစ်လဲဆိုတော့ကျွန်တော်တို့ date တွေရက်တွေလတွေအကုန်ရှိပါတယ်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဘယ်သူနဲ့တင်ငယ်ချင်းဖြစ်ခဲ့လဲဆိုတော့ရက်လ date တွေကိုတွက်ကြည့်လို့ရပါတယ်ဘယ်နေ့ကစဖြစ်ခဲ့လဲဆိုတာအကုန်လုံးကြည့်လို့ရပါတယ်ကျွန်တော်တို့ဒီနည်းလမ်းလေးကိုစိတ်ဝင်စားတယ်ဆိုရင်ဒီဗီဒီယိုလေးကိုကြည့်ပြီး like လုပ်ကြည့်ပါအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြီးတဲ့အတွက်နောက်ထပ်လည်းကျွန်တော်ဗီဒီယိုလေးတင်ပေးတော့အောင်မယ်